my the fire and ash my never block college တော့နာမည်မေ့သွားလို့ကျော်စောကျွန်တော်ရှိအများတန်းမြန်မာဘာကလာစားနေတဲ့ regular customer ဒီလူကတော့ကဘာကျော် Avatar ရုပ်ရှင်ဇာတ်ကားကြီးမှာ motion editor အနေနဲ့လုပ်ကင်ပေးနေတဲ့မြန်မာနိုင်ငံသားကျော်စောအောင်ဆိုတဲ့လူငယ်ဖြစ်ပါတယ်။ပေါ်ကားတွေအများဆုံးထွက်နေတဲ့မြန်မာနိုင်ငံလိုနိုင်ငံကနေကဘာကျော်ရုပ်ရှင်တစ်ခုမှာအကောင်းဆုံးသော motion video တွေဖန်တီးနေတဲ့ editor အဖွဲ့မှာမြန်မာတယောက်ပါဝင်နေတာဟာအလွန်ထူးခြားတဲ့ကိစ္စတစ်ခုပါ။ Avatar ရုပ်ရှင်ဟာကဘာကျော် animation တစ်ပိုင်းရုပ်ရှင်ဖြစ်ပြီးတော့အခုဆိုရင်တော့တတိယမြောက်ဇာတ်ကားထွက်ရှိလာချိန်မှာမြန်မာနိုင်ငံလူငယ်တူဟာ editor အနေနဲ့ပါဝင်လုပ်ကိုင်နေတာဟာမြန်မာနိုင်ငံအတွက်တော့ဂုဏ်ယူစရာကိစ္စပဲဖြစ်ပါတယ်။Avatar ကျွန်တော်မကြည့်ရသေးဘူးကျွန်တော်တော့ကျွန်တော်ပြောပြီးသွားပြီသွားကြည့်ဖို့မယ်ခဏလေးကြည့်ရအောင်နော်ဘာလဲပြန်မလဲဘယ်တော့မှမသိဘူးလို့ဆိုတာကိုအော်ဆောအော်ကျော် okay ကျော်ဆောအော်အော်ဒီဟိုရမ motion edit ထဲမှာ motion edit လုပ်တာကျော်ဆောအော်ပြီးတော့ Avatar number 3ဟာလား Avatar number 3မှာကျွန်တော်တို့မြန်မာပြည်ကကိုကျော်ဆောအော်ကျော်ဆောကတော့အဲ့ဒါပါဒီမခေါ်ရလို့အားလုံးခေါ်လိုက်ကျိုးပြတယ်ကျော်ကနေကျိုးပြတယ်ကျော်ဘောက်တော့ကျိုးပြတယ်ကြည့်ရတယ်ကျွန်တော်အလုံးမအားတယ်ပြီးတော့မှကြည့်တယ်Avatar 3နော် Avatar 3ဟုတ်ပြီ my the fire and ash myဘာဖြစ်ကိုမြန်မာပြည်ကမြန်မာတွေကအဲ့လိုဟောဖြစ်တယ်ဘာဖြစ်ဘယ်လိုပြောမလဲလို့ဟောဖြစ်တာဝမ်းတာတယ်မြန်မာတွေပါသေးလားမြန်မာဆိုတော့ပြီးတာကျွန်တော်တိုင်းကိုပြောမြန်မာနိုင်ငံသားကိုကျော်စောအောင်ဟာ Avatar ရုပ်ရှင်လိုမျိုးတကယ့်ကိုကြီးကျယ်ခမ်းနားလာတဲ့ရုပ်ရှင်တစ်ခုမှာ motion editor အနေနဲ့လုပ်ကိုင်နေတာဟာတကယ့်ကိုထူးခြားမှုတစ်ခုလို့ယူဆရပါမယ်။ motion editor ဆိုတာလူရုပ်ပုံစာသား icon နဲ့ logo တွေကိုတက်ဝင်လှုပ်ရှားအောင်ဖန်တီးပေးရတဲ့သူကိုခေါ်တာပါ။ Avatar လိုရုပ်ရှင်မျိုးစားတွေက 3D animation, VFX, CGI အစရှိတဲ့အဆင့်မြင့်ရုပ်ရှင်နည်းပညာတွေကိုပါအသုံးပြုရတာပဲဖြစ်ပါတယ်။ motion editor တွေဟာလူတွေသရုပ်ဆောင်ထားတာကို animation အဖြစ်ပြောင်းလဲပေးရတဲ့နည်းပညာကျွမ်းကျင်သူတွေဖြစ်ကြပြီးတော့အချိန်များစွာပေးပြီးဇက်ကောင်ရုပ်လုံးကျော်အသက်ဝင်အောင်ဖန်တီးပေးကြတာပဲဖြစ်ပါတယ်။အခုလို AI ခေတ်ကြီးမှာကိုကျော်စောအောင်လိုမျိုးပညာရှင်များစွာမြန်မာနိုင်ငံကနေထပ်မံပေါ်ထွက်လာဖို့စုမုံကောင်းတောင်းရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်ပါရစေခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရခင်ဗျာမင်းတို့ကလေအမားတချင်းကြတော့ဘူလာနဲ့ဆိုတယ်ငါဖြောက်တက်တဲ့အတိုင်းပဲဟာဘူတချင်းကြတော့အမားငါပြီးတာနဲ့ဆို